မြန်မာလက်ဝဲရဲ့ရှေ့အရွေးနဲ့လက်ရှိ BKFC မှာကျင်းပမဲ့ပြိုင်ပွဲတွေပြည်သက်များအားလုံးပဲမင်္ဂလာပါမြန်မာလက်ဝဲဟာမြန်မာနိုင်ငံရိုးရာအားကစားတစ်ခုဖြစ်ပြီးကမ္ဘာပေါ်ကတိုက်ခိုက်ရေးအားကစားနည်းတွေထဲမှာအရက်ဆက်ဆုံးအကျန်းကျုပ်ဆုံးသောအားကစားတစ်ရပ်အဖြစ်နဲ့သတ်မှတ်ခြင်းခံထားရပါတယ်မြန်မာရိုးရာလက်ဝဲမှာလက်သီးပြင်တထောင်ဒူးခြေထောက်ခေါင်းနဲ့တိုက်ခိုက်ခြင်းကိုပါခွင့်ပြုထားပြီးလက်မှာလက်အိတ်မပါဘဲလက်ပြက်စည်းတွေသာပတ်ထားလိရှိပါတယ်ဒါကြောင့်မြန်မာလက်ဝဲဟာအန္တရာယ်များပြီးပြင်းထန်တဲ့တိုက်ခိုက်ရေးအားကစားတစ်ခုဖြစ်လူသိများပါတယ်မြန်မာလက်ဝဲဟာရာစုနှစ်ပေါင်းများစွာတမိုင်းကြောင်းရှိပြီးမြန်မာရိုးရာယဉ်ကျေးမှုနဲ့စစ်ရေးလေ့ကျင့်မှုတွေနဲ့ဆက်ဆက်နေပါတယ်ရှေးခေတ်မှာစစ်သည်တွေဟာလက်နက်မဲ့တိုက်ခိုက်ရေးအတွက်လက်ဝဲကိုလေ့ကျင့်ခဲ့ကြပါတယ်ဒါပေမဲ့မြန်မာလက်ဝဲဟာနိုင်ငံတကာမှာထိုင်းလက်ဝဲမွေထိုင်းလောက်လူသိများခြင်းမရှိခဲ့ပါဘူး2010ခုနှစ်များမှာ World Lightweight Championship WSC လို့အဖွဲ့အစည်းတွေကမြန်မာလက်ဝဲကိုကမ္ဘာအဆင့်မှာမြင့်တင်ဖို့ကြိုးစားခဲ့ပါတယ်မြန်မာရိုးရာလက်ဝဲရဲ့ထူးခြားချက်တွေကိုကြည့်မယ်ဆိုရင်မြန်မာလက်ဝဲမှာလက်အိတ်မပါဘဲလက်ပြက်စည်းတွေသာအသုံးပြုပြီးဒါကတိုက်ခိုက်မှုကိုပုံမပြင်းထန်စေပါတယ်မြန်မာလက်ဝဲဟာခေါင်းနဲ့ထိုးခြင်းကိုခွင့်ပြုထားတဲ့အနည်းငယ်သောအားကစားတွေထဲကတစ်ခုဖြစ်ပါတယ်မြန်မာလက်ဝဲမှာအနိုင်ရှုံးကိုဆုံးဖြတ်ဖို့အတွက်ဖိုက်တာတဦးကသူ့ရဲ့ပြိုင်ဘက်ကိုအလဲထိုးနိုင်ပါမှသာရမှာပါပွဲကြည့်ပြည့်တဲ့အထိအလဲမထိုးနိုင်ဘူးဆိုရင်တော့ပူးတွဲတရေဖြစ်တာသတ်မှတ်ပါတယ်မြန်မာလက်ဝဲပွဲတွေမှာရိုးရာဂီတနဲ့အကတွေပါဝင်ပြီးကစားသမားတွေဟာပွဲမစတင်ခင်လက်ဝဲအကဖြစ်တဲ့လက်ခမောင်းခတ်ခြင်းကိုဖျော်ဖြေလေးရှိပါတယ် Bare Knuckle Fighting Championship BKFC ဟာအမေရိကန်နိုင်ငံအခြေစိုက်လက်အိတ်မပါတဲ့လက်ဝဲအားကစားကိုဦးဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး2018မှာစတင်တည်ထောင်ခဲ့ပါတယ် BKFC ဟာမြန်မာလက်ဝဲနဲ့ဆင်တူတဲ့လက်အိတ်မပါတဲ့တိုက်ခိုက်ရေးပုံစံကိုအခြေခံထားပေမဲ့စီးမင်းတွေမှာကွဲပြားမှုရှိပါတယ်2025မှာ BKFC ဟာမြန်မာလက်ဝဲကိုပုံမမြင့်တင်ဖို့ကြိုးစားနေပြီးအာရှမှာ BKFC လက်ဝဲဆိုတဲ့ဌာနခွဲတစ်ခုကိုတည်ထောင်ခဲ့ပါတယ်အရင်တုန်းကတော့ BKFC မှာလက်သီးနဲ့တထောင်သာအသုံးပြုခွင့်ရှိပြီးမြန်မာလက်ဝဲလိုဒူးခြေထောက်နဲ့ခေါင်းနဲ့ထိုးခြင်းကိုခွင့်မပြုပါဘူး BKFC မှာစတုကန်ပုံကျိုးဝိုင်းကိုအသုံးပြုပြီးမြန်မာလက်ဝဲမှာရိုးရာအရစက်ဝိုင်းပုံကွင်းကိုအသုံးပြုပါတယ် BKFC မှာမှတ်ပေးစနစ်နဲ့ဒိုင်လူကြီးတွေကအနိုင်ရှုံးကိုဆုံးဖြတ်ပါတယ်ရိုးရာလက်ဝဲလိုမျိုးခံဘက်ကကြီးဖြစ်နေပေမဲ့ပွဲချီပြည့်တဲ့အထိတောင့်ခံနိုင်ခဲ့ရင်တရေကြတာမျိုးမရှိပါဘူးနှစ်ခုစလုံးမှာလက်ပြက်စည်းတွေကိုအသုံးပြုပေမဲ့မြန်မာလက်ဝဲမှာလက်ပြက်စည်းတွေဟာပုံမပါလာပြီးပုံပြင်းထန်တဲ့ထိခိုက်မှုကိုဖြစ်စေပါတယ်2025ဇူလိုင်လမှာ BKFC ဟာအာရှမှာမြန်မာလက်ဝဲအဖွဲ့အစည်းတစ်ခုရဲ့အဓိကရှယ်ယာတွေကိုဝယ်ယူခဲ့ပြီး BKFC လက်ဝဲဆိုတဲ့ဌာနခွဲတစ်ခုကိုတည်ထောင်ခဲ့ပါတယ်ဒီဌာနခွဲကိုရခင် BKFC ထိုင်လန်ရဲ့ CEO ဖြစ်တဲ့ Nick Chapman ကဦးဆောင်နေပါတယ် BKFC လက်ဝဲဟာမြန်မာလက်ဝဲရဲ့ရိုးရာစီးမင်းတွေကိုထိန်းသိမ်းထားပြီးနိုင်ငံတကာပရိသတ်တွေအတွက်ပုံမဆွဲဆောင်မှုရှိအောင်ခေတ်မီစီးမင်းတွေကိုပေါင်းစပ်ထားပါတယ် Chapman ကိုယ်တိုင်ကမြန်မာရိုးရာလက်ဝဲကိုကမ္ဘာစီးမင်းပေါ်မှာတင်ဆက်သွားဖို့ကမ္ဘာကသိဖို့အတွက်ကြိုးစားသွားမှာဖြစ်ကြောင်းကတိပြုထားလို့လာရောက်ရှင်ပြိုင်ကြမဲ့ဖိုက်တာတွေအနေနဲ့လည်းမြန်မာရိုးရာလက်ဝဲရဲ့တက်ကိုတက်မောင်းကိုမောင်းကိုစုံလင်အောင်လေ့ကျင့်ထားပြီးပရိသတ်တွေကိုစုံလင်အောင်ချပြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ဒါအပြင်ခေါင်းတိုက်ချက်နဲ့ပွဲသိမ်းနိုင်ရင်ဘောနက်စုပါထိုက်တန်ပေးမယ်လို့လည်းချက်မန်းကပြောထားပါသေးတယ် BKFC လက်ဝဲအောက်မှာမြန်မာလက်ဝဲပွဲစဉ်တွေကိုအာရှမှာစတင်ကျင်းပဖို့စီစဉ်ထားပြီးမြန်မာနိုင်ငံထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံတို့မှာပွဲစဉ်တွေကျင်းပပွဲရှိပါတယ်ရှင်းနိုင်ခြေရှိတာကတော့2026နှစ်ဆန်းပိုင်းလောက်မှာပါဒီပွဲစဉ်တွေမှာမြန်မာလက်ဝဲရဲ့ရိုးရာစီးမင်းတွေကိုထိန်းသိမ်းထားပြီးနိုင်ငံတကာကစားသမားတွေနဲ့မြန်မာကစားသမားတွေကိုပေါင်းစည်းပြီးရှင်ပြိုင်စေမှာဖြစ်ပါတယ်ရိုးရာလက်ဝဲကျော်တွေဖြစ်တဲ့ဒေဝထွန်းထွန်းမင်းစူပါရီချမ်းတို့ကိုလည်း BKFC မှာမြင်တွေ့ရနိုင်ခြေများပါတယ်အချုပ်ဆိုရရင်မြန်မာလက်ဝဲဟာမြန်မာယဉ်ကျေးမှုရဲ့အမွေအနှစ်တစ်ခုဖြစ်ပြီး BKFC လက်ဝဲရဲ့မြင့်တင်မှုကြောင့်ကမ္ဘာအဆင့်မှာပုံလူသိများလာဖို့အလားအလာရှိပါတယ်ရိုးရာကိုထိန်းသိမ်းပြီးခေတ်မီဖို့ကြိုးစားရင်အောင်မြင်မှုကနောက်ကလိုက်လာလိမ့်မယ်လို့ပဲဆိုလိုက်ပါရစေအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်